အမေကပပလာဘီလက်အသင်းရဲ့နံပါတ်1ကိုသမားဘသူဖြစ်မလဲအားလုံးပဲမင်္ဂလာပါဘီလက်လေရွေးစဉ်အသင်းကတော့လက်ရှိမှာနီးပြသောမတ်တူချန်နဲ့အတူလာမန်2026ကပပလာအတွက်အကောင်းဆုံးပြင်ဆင်နေခဲ့ပါပြီဒါကုစေဆောက်ရဲ့လက်ထက်မှာပစနာရောက်ပြီးမှအမြဲလွဲနေခဲ့ရပြီးတော့တူချဲရဲ့လက်ထက်မှာတော့ကမ်းမဲဟောင်းနိုင်မလားဆိုတာစောင့်ကြည့်ရမှာပါလက်ရှိဘီလက်လေရွေးစဉ်အသင်းဟာတူချဲရဲ့လက်ထက်မှာရှုံးပွဲတစ်ပွဲသာကြုံတွေ့ထားသေးပြီးတော့အဲ့ဒါကတော့ခြေစမ်းပွဲမှာစီနီဂေါအသင်းကိုရှုံးနေခဲ့ရဖြစ်ပါတယ်ကစားကွက်ပိုင်းအရာအရင်အားရစရာမကောင်းသေးဘူးဆိုပေမဲ့လူစီရင်စုဖွဲ့မှုအရာတော့ဘီလက်ကတော့ဘီလက်ပဲဖြစ်ပါတယ်ဘီလက်အသင်းနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတာကဂိုသမားနေရာဖြစ်ပါတယ်လက်ရှိဘီလက်အသင်းဟာဂိုသမားကောင်းနေပိုင်ဆိုင်ထားတဲ့အသင်းကိုပြောလို့ရပါတယ်ဘီလက်အသင်းမှာကာလာရှိနံပါတ်1ဂိုသမားနေရာကိုရယူထားတဲ့ဂျော်ဒန်ပစ်ဖို့တယောက်ပြင်တခြားဂိုသမားကောင်းတွေလည်းရှိနေပါတယ်လက်ရှိအသင်းမှာဖာနာလန်နိုရဲ့ဂိုသမားဟန်နာဆန်နဲ့လိုဘူရိုရဲ့ဂိုသမားထရက်ဖိုတို့အပြင်နှစ်ကြားတို့ရဲ့ဂိုသမားနှစ်ပုတ်ပါရှိနေပါတယ်လက်တလုံးမှာဂျော်ဒန်ပစ်ဖို့ကဘီလက်အသင်းရဲ့အဓိကဂိုသမားဖြစ်ရှိနေပေမဲ့ဂိုသမားနေရာကတော့အပြိုင်ဖြစ်နေတယ်လို့ပြောလို့ရပါတယ်ဒါမဲ့2026ကပပလာကြရင်ဘသူကဘီလက်အသင်းရဲ့နံပါတ်1ဂိုသမားနေရာကိုရယူသွားနိုင်မလဲဆိုတာကတော့အနေငယ်စိတ်ဝင်စားဖို့ကောင်းနေပါတယ်လက်ရှိမှာဆိုရင်တော့ပစ်ဖို့ကဘီလက်အသင်းနဲ့ဆန်ရည်နဲ့မှတ်တမ်းကောင်းတွေကိုပိုင်ဆိုင်ထားခဲ့ပါတယ်အထာအသင်းကြီးကကစားခဲ့တဲ့ Wave နဲ့ခြေစံပွဲမှာဆိုရင်ပေးကိုမပေးရအောင်စွမ်းဆောင်ထားနိုင်ခဲ့တာပါဒါကြောင့်ပဲပစ်ဖို့ကလက်ရှိမှာဘီလက်လူရေးစင်အသင်းနဲ့အတူရှစ်ပွဲဆက်တိုက်ပေးကိုခွင့်မပြုခဲ့ရဘဲနဲ့ဆန်ရည်သစ်ရည်ထူထားနိုင်ခဲ့ပါတယ်ဒီနှုန်းကတော့ဘီလက်ကိုသမားဟောင်းကြီးတူဖြစ်တဲ့ဂေါ်ဒန်ဘန့်နဲ့ပူတဲ့ရတီယာကနေအခုတော့ပစ်ဖို့ကဆန်ရည်သစ်ရည်ထူနိုင်ခဲ့ပါပြီဒါထဲမှာပစ်ဖို့ပွဲထောက်ကစားခြင်းမရှိတဲ့စီနီဂေါအသင်းနဲ့ပွဲမှာပဲဘီလက်အသင်းကသုံးဖို့ပြီးခွင့်ပြုခဲ့ရတာပါအသက်31ရွယ်ရှိပြီဖြစ်တဲ့ပစ်ဖို့ကဘီလက်လူရေးစင်အသင်းရဲ့နံပါတ်1ကိုသမားနေရာကို2018ကပပလာမှာကတည်းကအပိုင်စားရရှိထားခဲ့ပါတယ်ဒါမဲ့ကပပလာကတော့သူ့အတွက်3ချိန်ကြာကပပလာဖြစ်လာဖို့လည်းရှိနေပါတယ်ဒါထဲမှာသူ့ကိုစိန်ခေါ်မဲ့ကိုသမားတွေအသီးသီးပေါ်ထွက်လာခဲ့ပေမဲ့ပစ်ဖို့ကတော့နံပါတ်1ကိုသမားနေရာကိုဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်လက်ရှိလက်စွမ်းနေအရာလာမဲ့2026ကပပလာမှာပစ်ဖို့ကပဲအင်္ဂလန်အသင်းရဲ့အဓိကကိုသမားဖြစ်လာဖို့ရှိနေပါတယ်ပစ်ဖို့ကနီးပြတူချဲယုံကြည်မှုကိုလည်းရရှိထားပြီးတော့တူချဲကိုယ်တိုင်သူ့ကိုချီးကျူးမှုတွေလုပ်ထားခဲ့တာပါဒါကြောင့်လာမဲ့ကပပလာမှာရောဘီလက်လေရေးစင်အသင်းနဲ့အတူလက်စွမ်းကောင်းတွေဆက်လက်ပြသနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဇုံးကြီးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်